မင်္ဂလာပါရန်ကုန် Tower from Malaysia page ကကြိုဆိုပါရစေဒီနေ့ပြောပြပေးမှာကတော့ AI နဲ့စကားပြောတဲ့ဗီဒီယိုတွေဖန်တီးနည်းပဲဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင် like follow subscribe လုပ်ပါသိချင်တာရှိရင်လည်း comment မှာရေးသွားနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါခုနပြောခဲ့သလိုပဲเนาะ AI နဲ့ဗီဒီယိုထုတ်ဖို့အတွက် AI နဲ့စလုပ်အောင်လဲဆိုပထမဦးဆုံး Chrome နဲ့ဝင်ရပါမယ်ဒီတိုင်းဆိုရင်เนาะခဏလေးစောင့်လိုက် Chrome နဲ့ဝင်ပြီးသားပြီဆိုရင်ဒီ search bar မှာရိုက်ချလိုက်ပါမယ် GEMINI Gemini ENDERBRISE Gemini Enterprise ဆိုပြီးတော့ရိုက်ချလိုက်ပါမယ်ချလိုက်ပြီးတဲ့အောက်မှာ Google Cloud ဆိုပြီးတော့ Gemini Enterprise ပေါ်လာအဲ့ချိန်ကျရင် Google Cloud ရဲ့ဘေးနာG ပုံစံလေးဥစ္စာတွေမဝင်ပါဘူးတိမ်ပုံစံဟာလေးတွေဝင်မယ်ပြီးတော့ပြီဆိုရင်ရလာပြီဆိုရင် step 33ဆိုတော့ဒီပေါ်လာလိမ့်မယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်နော်နှိပ်ပြီးသားဆိုရင်ဒီမှာအကောင့်ဝင်ရသေးတော့အကောင့်ဝင်ပေါ့နော်ဝင်ပြီးပါဆိုရင်ပြပေါ်လာပြီဆိုရင်လေကောင်းဥစ္စာလေးကိုနှိပ်လိုက်မယ်ပြီးကျရင် create video with video ဆိုတာလေးကိုနှိပ်လိုက်မယ်အဲ့ဒါနှိပ်လိုက်တော့မှကိုရေးလိုက်တဲ့စာဗီဒီယိုဖြစ်ပြောင်းသွားမှာပေါ့နော်ပြီးကျရင်ပြောချင်တဲ့စာသားကိုရိုက်ထည့်ပြီးတော့ပို့လိုက်ရမှာပဲအရင်တူလုပ်ပေးမှာပေါ့နော်ဒါလည်းကျွန်တော်နှုတ်ထဲမှာရိုက်ထည့်ပြီးသားပေါ့လို့ကိုးပြီးတော့ copy ကိုးပြီးတော့ဒီမှာပြန်ထည့်တာပေါ့နော်အဲ့လိုဖုန်းရဲ့နှုတ်ထဲမှာရေးထားပြီးတော့မှ copy ယူပြီးတော့ဒီမှာချက်ချင်းရိုက်ထည့်လိုက်ရင်လွယ်ပါတယ်ပထမဦးဆုံးက200ပေါ့နော်ဘယ်နေရာမှာပြီးကြရင်ဘယ်လိုပုံစံပေါ့ကောင်းလေးဆိုကောင်းလေးကောင်းမလေးဆိုကောင်းမလေးဖုန်းပြောနေမယ်ဖုန်းမပြောကင်မရာကိုကြည့်နေမယ်ဆိုကင်မရာကိုကြည့်နေမယ်ပေါ့တကယ်ချင်းနဲ့စကားပြောနေမယ်ဆိုတကယ်ချင်းနဲ့စကားပြောနေမယ်ပေါ့ပြီးသွားရင်သူပြောမယ့်စကားကိုဝင်စားခွင့်မိတယ်မှာထည့်ပြီးတော့ရေးပေးရပါမယ်ပြီးသွားရင်ကောင်းလေးရဲ့မျက်နှာမှုရပေါ့ကောင်းလေးဆိုကောင်းမလေးကောင်းမလေးဆိုကောင်းမလေးကောင်းလေးဆိုကောင်းလေးကောင်းမလေးဆိုကောင်းမလေးပေါ့နော်အပွားကြီးဆိုအပွားကြီးအပိုးကြီးဆိုအပိုးကြီးပေါ့AI နဲ့အကျွေးသုံးပါပေါ့ရေးရမယ်ဆိုလုပ်လို့ရပါတယ်ပြီးသွားရင်ဒီဗီဒီယိုလေးကြာလာပါပြီအဲ့ကြရင်ခဏလေးစောင့်မယ်ပေါ့နော်ညဗီဒီယိုနှိပ်ကြည့်လိုက်ပါမယ်ရသွားပြီဆိုရင်ဗီဒီယိုရဲ့ download လေးတစ်ချက်ထောက်လိုက်ပါဒီမှာ yes download ဆိုတာလေးနှိပ်လိုက်ပါအဲ့ဒါရင်ဖုန်းထဲကိုဝင်လာပါပြီအားလုံးပဲသင်ကြည့်ကြပါစေdownload နှိပ်လိုက်ပါဒီကြရင် download ကိုယ့်ဘောသစ္စာရှိပြီးနားလည်မှုရှိပေးတာတွေအတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်နော်အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့နေ့ရက်လေးဖြစ်ပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်